bro ဘာမဟုတ်ဟာရဟာရမင်းမပြန်တဲ့စာကြီးပို့နေတော့မှာ ကျွန်တော်မမေ့နိုင်တာဗျာ မင်းဘက်ကစာပို့နေတော့လေသူ့ဘက်က reply မှမလာတာကွာ သူ့ဘက်က reply မလာပြီမဲ့လေသူ့ကိုစာပို့နေရတာနဲ့ကျွန်တော်ပြောနေ အေးဘောအမတ်မရှိတဲ့ကောင်လေးဆိုတော့ပို့ပေါ့အချိန်တိုင်းတာတစ်ခုထိ ဘယ်ချိန်တိုင်းတာလဲ သူ့ဘက်က BNOCK ဆိုတဲ့ခလုတ်လေးကိုမနှိမ့်သမျှကာလပတ်လုံးပေါ့ညီလေးอ่ะ ဟာ မပြန်တဲ့စာတွေပို့နေတဲ့ကောင်ကလေးအခုအရက်ဆိုင်ဘေးမှာသွားတော့ဘယ်တော့မစိုးအချစ်တစ်ခုကကိုယ့်ဘက်ကပဲတွေ့ကတ်ထားရင်သူ့ဘက်ကအဆက်အသွယ်ဖြတ်ပြီးထွက်သွားတတ်တယ်ဒီကောင်ကွာဟိုကဘလော့သွားတာတောင်မှအပေါ့သွားရထင်ပြီးတော့တန့်စင်ကန်းရှိမှထိုင်ဆောင်နေသေးတာအရင်ချစ်ခံခဲ့ရတဲ့ကောင်လေးတယောက်ရဲ့ຢာသမွေးကသွားကျိုးသွားမှာမဟုတ်အစားထိုးသွားရတယ်စားတာပဲနော်ညီလေးဘယ်တော့မစိုးမှတ်ထားထွက်သွားတဲ့လူကတာပြန်မလာတာပို့နေတဲ့စာတွေကတော့အချိန်တိုင်းပြန်လာတယ်ကလုံးနဲ့မအားလို့ပါမောင် မျက်လုံးနဲ့အကောင်ဝင်သွားပြီ ငှာချီးတာကောက်စား